လာပါညရှိကွာဆာဆာမနှုတ်ကူဆက်တာပါတယ်ဇန်နဝါရီလ19ရက်2016ခုနှစ်ရှင်နေ့နှုတ်ကပတ်တရားကိုသင်ပေးတော်သူအားကောင်းသောရာရှိသမျှတို့ကိုဝင်မြရှင်ဂလာတိဩရာစာခန်းကြီး6ခန်းငယ်6ခေါင်းစဉ်ကဓမ္မဆရာတို့အသက်မွေးစေခြင်းကမြစ်တာဖြင့်စားရသောထမင်းပွဲအကြောင်းပြောပြပါရစေ။လွိုင်ကော်တင်းတော်၏သင်းဦးဆရာတော်လားပွဲနေမှု၏ဇနီးဆရာမကကျွန်တော်ကိုနနက်စာဖြင့်အခန့်သောအခါငါးဟင်းတစ်မျိုးပါပါသည်။အင်မတန်မှစား၍ကောင်းပါ၏။ဆရာကတော်ကဒီငါးကတန်လွင်မြစ်ထဲကငါးဖြစ်ပါတယ်။အင်မတန်မှစားလို့ကောင်းသလိုဖမ်းရခက်ပါတယ်။ရေစီးတိုင်တဲ့နေရာမှာခက်ခဲရှာရတာပါ။သက်ဆုဆံပြားပါပဲ။ဟိုအဝေးကြီးဖားဆောင်ဆိုတဲ့မြို့မှာရတာလေ။အဲ့ဒီကအသင်းသားတွေကရှာပြီးတခါလိုင်းကားနဲ့တင်ပေးလိုက်တာအကြာကြီးနေမှရောက်တယ်။တခါသွားယူပြီးလာပို့တဲ့သိန်းတောက်ကလည်းပင်ပန်းပါတယ်။တကယ်ကိုခက်ခဲပါတယ်။အစစ်စစ်လာရတာကိုသူတို့စီယာကိုစားစေချင်လို့တကူးကရှောက်ဖွေပို့ပေးတာကိုပြောပါ၏ထိုအခါအလိုက်မသိစားကောင်းကောင်းနဲ့ကုံအောင်စားမိတော့ကျွန်တော်မှဆရာကိုအားနာပါ၏စားလို့လဲကုံပြီးဆိုတော့ဟုတ်ကဲ့ဟုသာပြောရပါတော့သည်ဆရာကတော့ရေ၍ကျွန်တော်တို့ကလည်းအဘိုးကိုကြွေးကြည့်လို့လေအားမနာပါနဲ့ဟုပြောပါ၏မြည်တို့ပင်ဖြစ်စဉ်ဝေးလာသောနေရာကဖားဆောင်မျိုးမှအတင်းသားတို့သည်သူတို့ဆရာပေါ်ထားသောမေတ္တာကိုခံစားရပါသည်မစားရမတော့ရသူတို့ဆရာတော်အတွက်ပေးလူပို့နိုင်သောချစ်ချင်းကိုချီးမွမ်းရပါ၏အသင်းတော်တို့သည်ဝန်ခံသောဗြိဉ္ဉ်10ပါးတွင်နံပါတ်9နေရာ၌ဓမ္မဆရာတို့အသက်မွေးစေခြင်းကစီးရဲသောတပည့်တော်တို့ကိုမားဆခြင်းစားရှိသောအသင်းတော်အမှုကိုဆောင်မို့ရာအသီးသီးကောင်းစားသည့်အတိုင်းစီနာစိတ်ရှိ၍အလူကိုလူပါမည်ဟုဂတိထားသောချက်ရှိပါ၏ဓမ္မဆရာတို့အသက်မွေးစေခြင်းကပေးလူရန်ဝင်တာရှိတော်လဲမေးလျော့သောတင်းဥသူများလည်းရှိပါသည်ဓမ္မဆရာများကိုကျွေးမွေး၍ခံထိုက်သောကောင်းချီးမင်္ဂလာအမှန်ပင်ရှိပါ၏ကျမ်းစာ၌ထိုသူတို့သည်ကျေးဇူးတင်သောသူဖြစ်ကြ၏လောကီဥစ္စာကိုလူ၍လုံကျွေးအပ်၏ယောမဝါစာခန်းကြီး15ခန်းငယ်29ဖျားသခင်လူပရောဖက်အေလိရှဲကိုကျွေးမွေးသဖြင့်တတ်ကြွယ်၍အိုသောခင်မိုးရှိတော်လဲရှုနေမျိုးသူသည်တားဖွားရသောခွင့်ကိုရပါသည်ဘုရားသခင်ကအံ့မုန်းဖွယ်ရာကောင်းချီးပေးပါ၏မိမိတို့ကိုနှုတ်ကပတ်တော်နှင့်ဝိညာဉ်အစာကျွေးသူရှုတောင်းပေးသူတို့အားလှုပ်ကျွင်းခြင်းအမှုကိုမမေ့မလျော့ပဲမေတ္တာဖြင့်ပြုကြပါစို့အားလုံးဘုရားကြီးကောင်းချီးပေးပါစေ